ကျောင်းမှာသင်ခဲ့တဲ့ပညာလေတခါမှစဉ်းစားတတ်အောင်တွေးတတ်အောင်မသိဘူးကြက်ခိုင်းတာပညာသင်တာဘာလို့ဖို့လို့စဉ်းစားတတ်ဖို့မှန်တယ်စဉ်းစားပြီးမှလောကရဲ့ခက်ခဲတွေရင်ဆိုင်နေတာလေဟုတ်လားဒါကြောင့်ပညာသင်တယ်ဆိုတာဘာလို့အောင်လဲစဉ်းစားတတ်ဖို့အခုသားတို့သူတွေကိုဘုံဘုံကဘာသာရေးတွေပို့ချတဲ့အခါဘာသာအတိုင်းပုံမှာဘာလို့ခိုင်းတော့စဉ်းစားခိုင်းတာဆရာလုပ်တဲ့သူကအကုန်မသိနိုင်ဘူးတပည့်တွေကိုစဉ်းစားတတ်တဲ့ညင်တပည့်တွေကိုစဉ်းစားရတဲ့တတိအဲ့ဒါမွေးပေးတာကိုဆရာလုပ်ခေါ်တယ်ဘယ်ဆရာမှကိုအောင်မသိနိုင်ဟုတ်ပြီနော်အဲ့ဒါကြောင့်သားတို့သမီးတို့လိုက်စဉ်းစားရမယ်ဘုံဘုံရဲ့ဘာသာရေးတွေကိုလေ့လာတဲ့အခါမင်းတို့လိုက်စဉ်းစားမှရပညာသင်တဲ့ရေမှာသမီးသားရှိတာကဇနီးမယားလည်းမရှိဘူးသမီးသားလည်းမရှိဘူးပညာသင်တဲ့ရေမှာသမီးသားရှိတာကဆွမ်းရည်အများကြီးရော့သေးတယ်စီးပွားကိုအခြေချနေတဲ့အချိန်မှာသမီးသားတွေများနေတဲ့ဟာဆွမ်းရည်ကိုရော့သေးတယ်အနှောင်အဖွဲ့တွေကိုယ်ဆွဲတဲ့ဟာလွတ်ကျွတ်ဘောတကူကိုတိဆောက်ပြီးမှစိတ်တိုင်းကြပုံဖော်ပြီးဆိုတော့ဒါတို့စိတ်တိုင်းကြထားလို့ရတယ်ကိုယ့်ရဲ့ဆွမ်းရည်ပေါ်မှာခိုင်မာသွားပြီဆိုရင်အဲ့ဒီဟာတွေကအများကြီးနှောင်ပွဲဖြစ်စေ